လောကမှာမတန်လို့ရှိရင်ကျက်တိရှိသူနဲ့ကျက်တိကင်းမဲ့သူဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာဘယ်လိုမှရေစက်မဆုံးဘူးဆိုတာရှိနိုင်သလားဟုတ်တယ်ခုခေတ်လူတွေရေစက်လို့ပြောကြတယ်နော်ရေစက်လို့ပြောတယ်ဘုံကံမရှိတဲ့လူဟာရေစက်ဆုံးလို့မရဘူးတဲ့ဘုံကံညတာအကွာနေလို့ရှိရင်ရေစက်မဆုံးဘူးအဲ့ဒါကိုတေနကအမကြီးကိုမေးတဲ့အခါကျတော့ဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာတူတူပေါင်းဖက်မှုများရှိသလားလို့ဆိုဒီရေစက်မဆုံးဘူးသူဟာဥဒ္ဓပရဒေဝီကပြောတယ်သူအဖေကပေးစားလိုက်တော့လည်းပဲသူတို့နှစ်ယောက်ဟာဘုံကံချင်းမတူလို့ရေစက်မဆုံးဘူးဆိုတာကိုပြောတော့တေနကအမကြီးကိုမေးတဲ့အခါဒါမဖြစ်နိုင်ဘူးမရှိနိုင်ဘူးပေါ့ပြီးတော့ပေးစားရဲ့တန်တဲ့ဒီလိုဖြစ်တယ်ဆိုတော့လောကမှာမရှိနိုင်ဘူးဆိုတော့အဲ့ဒီမိဖုရားကသူ့တက္ခာမှာတိတ်ကြောက်သွားတိတ်ကြောက်တော့ဘုရင်ကြီးကတခြားပညာရှိတွေကိုငါမေးဦးမယ်ဆိုမဟောဒရာကိုခေါ်ပြီးတော့မေးတယ်ဒီလိုကိစ္စမျိုးမှာဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားလူတွေဟာတယောက်နဲ့တယောက်ဘုံကံချင်းမတူရင်ရေစက်မဆုံးဘူးဆိုတာဖြစ်နိုင်သလားဆိုအဲ့ဒါဘုရင်ကြီးမေးတဲ့မေးခွန်းကဘာလို့ဆိုအဋ္ဌိတိယရူပဝတ္တိသာသသီလဝတ္တိတိယအမျိုးသမီးတယောက်ဟာယောဂလည်းပထမချောတယ်ကိုချင်းစာရိတ္တအချင်းစာရိတ္တလည်းအလွန်ကောင်းတယ်ပုရိသောတနာအိစေယဒါပေမဲ့ယောက်ျားတယောက်ကအဲ့ဒီအမျိုးသမီးကိုလုံးဝမချစ်နိုင်ဘူးမခင်နိုင်ဘူးတတ္တဟာပိမောဒနာအဲ့ဒါမျိုးရှိတယ်ဆိုတာမင်းယုံကြည်သလားလောကမှာရှိနိုင်သလားအမျိုးသမီးတယောက်ကဘာမှအပြစ်မရှိဘူးယုံလဲချောတယ်နော်ကိုချင်းတရားလဲဓမ္မတတ္တဟာပိမဟာရာဇာသူယုံပါတယ်တဲ့လက်ခံတယ်ပုရိသောဒုပ္ပကောတိယယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကဘုံကံနေတဲ့လူဆိုလို့ရှိရင်ဘုံကံကြီးမားတဲ့အမျိုးသမီးကိုစိတ်ဝင်စားမှုဒါခြေစက်မဆုံးဘူးလို့ပြောတော့ပမာလို့နော်ခြေစက်မဆုံးနိုင်ဘူးတဲ့တိရိစကာလကဏိစနာသမေတိကုရဆိုတာလောကမှာတဲ့ဂုံကျက်တွေရှိတဲ့ပုဂ္ဂိုလ်နဲ့ဂုံကျက်တွေရုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့အခါမှပေါင်းစည်းမိခြင်းမရှိနိုင်ပါဘူးဒါလူတဘာဝပါပဲဘုရားတော်ကတော့ရှိနိုင်တယ်ဆိုတာကိုထောက်ခံပြီးတော့ပြောကြားလိုက်တဲ့အခါဥဒ္ဓမရဒေဝီကအသက်ချမ်းသာရရပါကျေးဇူးတင်တဲ့မောဟဒရာကိုအနုဆိုရင်သူဟာအသက်ခံရမယ့်သဘောဖြစ်သွားအဲ့ဒီလိုပြဿနာတစ်ခုကိုဒီလိုဖြေရှင်းလိုက်တဲ့အခါမှာဘုရင်ကြီးကလည်းပဲကျေးဇူးတင်သွားတယ်အကယ်၍မောဟဒရာသာမရှိဘူးဆိုလို့ရှိရင်သူ့မှာမိဖုရားတို့ကိုဆုံးရှုံးသွားနိုင်တယ်တေနကအလို့ဆိုလို့ရှိရင်ဒီမိဖုရားကိုသူတေနပေးပြီးမှာပေါ့